5 တွားကြရအောင် lesson 5ကကြတော့ what it is ဒါကဘာလဲဒီဟာဤဟာဆိုတာကကျွန်တော်တို့အနည်းမှာရှိတဲ့အကြောင်းအရာကိုပြောတာပါ what is that ထိုဟာဆိုတာကတော့အဝေးမှာရှိတဲ့အနည်းကိန်းအရာတစ်ခုပေါ့နော်အဲ့ဒါကိုရည်ညွှန်းတာပါဤဟာကဘာလဲဆိုတော့ကျွန်တော်တို့ကင်တဲ့အနည်းအနားမှာကင်နိုင်တဲ့လက်မိတဲ့အရာတွေကို what it is လို့အသုံးပြရမှာဖြစ်ပြီးတော့ကျွန်တော်တို့လက်မမီတဲ့အရာတစ်ခုခုကိုညွှန်ပြပြီးတော့မေးချင်တဲ့အခါမျိုးမှာ what it is လို့အသုံးပြရမှာဖြစ်ပါတယ်။ Okay တွားကြရအောင်ဒီနေရာမှာပါဝင်တရုပ်ဆောင်တဲ့ပုံကိုယ်တွေကတော့ကာရိုက်တာကဆရာပါမယ်ဓမ္မစာရပါမယ်အိန္ဒကပါမယ်သုံးရှိပါတယ်။ကဲတွားကြရအောင်ဆရာက teacher က what it is ဒါကပါလဲဓမ္မစာရပြန်ဖြစ်ပါတယ် this is a pen ဒါကပေါ်ပင်ဖြစ်ပါတယ်ပြီးတော့ပြန်ပြီးတော့မေးတယ် what it does ညွှန်ပြပြီးတော့ပေါ့နော်ထိုဟာကပါလဲအကဝန်စာပြန်ပြတယ် that is a tray ထိုဟာဒီတစ်ပင်ဖြစ်ပါတယ်ဆရာပြန်မေးပါတယ် what is it in your bag အရှင်ဖျားရဲ့လွယ်အိတ်ထဲမှာအဲ့ဒါကပါလဲလွယ်အိတ်ထဲမှာပါလဲ it is my book ထိုဟာဒီတပည့်တော်ရဲ့စာအုပ်ဖြစ်ပါတယ် teacher ပြောတယ် what are these ဤဟာတွေကပါတယ်လေဓမ္မစရပြန်ဖြစ်ပါတယ် these are fruit ဤဟာတွေဒီအတီးများတွေဖြစ်ပါတယ် teacher က what are those in the farm လက်ကွင်းထဲမှာရှိတဲ့အရာတွေကပါတယ်လေအကဝန်ဆောင်ပြန်ပြပါတယ် those are ducks and pigs လက်ကွင်းတဲ့အဲ့ဓာတွေကဒီပဲတွေနဲ့ဝက်များတွေပဲဖြစ်ကြပါတယ်a pencil a ruler a dog a cat a bird a diker a lion a chicken a hen a spoon a plate a bowl a table a chair a mango a fan a powder a door a bowl a cup a cake ဒါတော့အသုံးပြုတဲ့ပုံစံပေါ့နော် an apple an onions an umbrella an orange an ant ဒါတော့ဒီနောင်ရဲ့ရှေ့မှာ and အသုံးပြုတဲ့ပုံစံပဲဖြစ်ပါတယ်ဒါကတော့ lesson 5 what it is by that အကြောင်းအရာပဲဖြစ်ပါတယ်